သူဟာကဘာပေါ်မှာနောက်ဆုံးကြံရစ်ခဲ့တဲ့နှစ်လူသားတဦးဖြစ်ပေမဲ့ကန်ဆိုးစွာပဲအတောင်ပံမပါပဲမွေးဖွားလာခဲ့ရသူပါသူဟာတကယ်ပဲပြန်တန်းနိုင်ပါတယ်ဆိုတာတက်တည်ပြဖို့အတွက်မိုးကောင်းကင်အမြင့်မီတာ1000ကနေခုန်ချခဲ့ပါတယ်ဒါပေမဲ့အရာအလုံးဟာအချီးနှီးဖြစ်ခဲ့ရပါတယ်သူ့ကြောပေါ်ကအတောင်ပံတွေဟာဘယ်တော့မှပေါက်မလာခဲ့ပဲတေးလူနီးပါးအထိလဲကျနာကျင်ခဲ့ရတယ်သူ့ရဲ့အတောင်ပံတွေကိုပြန်လည်ရယူဖို့အတွက်သူနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တို့ဟာဇာတိမြေကိုရှာဖွေဖို့အတွက်အတူတကွဒုက္ခပေါင်းစုံကိုဖျက်ကျော်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီနေရာဟာအပြက်စီးများအဖြစ်ကိုပြောင်းလဲနေခဲ့ပါပြီသူငယ်စဉ်တုန်းကသူ့ရဲ့လူမျိုးတွေကိုရန်သူတွေကတိုက်ခိုက်ခဲ့ကြတာပေါ့သူ့ဖေရဲ့အတောင်ပံတွေကိုစုပ်ပြဲသွားခဲ့ပြီးရန်သူတွေကအမှတ်တရစုဖလားအဖြစ်သိမ်းဆည်းထားခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲသူ့စိတ်ထဲမှာလမ်းညွှန်နေတဲ့အတန်တစ်ခုပဲ့တင်ထွက်ပေါ်လာတယ်အရာအလုံးရုတ်တရက်နားလည်သွားသလိုမျိုးပဲသူဟာလျှက်စီးကြောင်များစွာကိုထုတ်လွှတ်ပြီးကြေမောနေတဲ့မိသားစုရဲ့အမှတ်သားဖြစ်တဲ့တရပူကိုပြန်လည်ဆက်ဆက်ခဲ့တယ်ပြီးဆုံးသွားတဲ့အခါရွှေရောင်အလင်းတန်းတစ်ခုမြေပြင်ပေါ်ကျရောက်လာပြီးမော်ရာဒလက်ဟာမြေကြီးထဲကနေဖြည်းဖြည်းချင်းထိုးထွက်လာခဲ့ပါတယ်ဒါပေမဲ့သူတို့ဝမ်းမြောက်သူညရန်တာမပြုနိုင်ခင်မှာပဲရန်သူရဲ့စစ်သည်မောအုပ်စုကြီးဟာရုတ်တရက်ပေါ်လာခဲ့ပါတယ်သူတို့ကိုဥဆောင်လာသူကသူ့ဖေကိုတက်သွားခဲ့တဲ့လူပုဂ္ဂိုလ်ကြီးပင်ဖြစ်ပါတယ်တိုက်ပွဲစတင်ခဲ့ပြီးနောက်ဆုံးမှာသူဟာဖမ်းဆီးခံလိုက်ရတဲ့စစ်သားတဦးကဓားကိုဆွဲထုတ်ဖို့ပြေးလာခဲ့ပေမဲ့တာမန်လူခန္ဓာကိုယ်ဟာဒီဓားရဲ့စွမ်းအားကိုဘလို့မှမခံနိုင်ပါဘူးသူချက်ချင်းပင်ပြအဖြစ်ကိုပြောင်းလဲသွားခဲ့တဲ့သူကိုကဲတင်ဖို့အတွက်သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ကဓားကိုဆွဲထုတ်ဖို့အတွက်ကိုဆွန့်လွတ်ဖို့ဆုံးဖြတ်လိုက်တယ်သူမှဆွဲထုတ်လိုက်တဲ့အချိန်မှာပဲအင်မတန်ကြီးမားတဲ့စွမ်းအားတစ်ခုဟာပောက်ကွဲထွက်လာပြီးတိုက်ပွဲမြေတစ်ခုလုံးကိုအပြက်စီးများအဖြစ်ပြောင်းလဲပစ်လိုက်တယ်ပြီးတော့အဲ့ဒီမျိုးသမီးလည်းမိုးကောင်းကင်ကနေပြုတ်ကျလာခဲ့တယ်နောက်ဆုံးစက္ကန့်မှာသူ့ရဲ့မျိုးနွယ်သွေးနိုးကျလာပြီးနောက်ဆုံးမှာသူ့အတောင်ပံများပေါက်လာခဲ့တယ်ဒါပေမဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်အမျိုးသမီးကတော့ဓားရဲ့ဖြက်စီးခြင်းခံလိုက်ရပြီးကြောက်တုံးတုံးဖြစ်ကိုပြောင်းလဲသွားခဲ့ရပါတော့တယ်